အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Cycravan ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ push day ဆိုတော့ကျွန်တော်တိုက်ထုတ်ရတဲ့အရင်စလိုက်မယ်ပေါ့ let's go ဘယ်နှခေါက်ရလဲကျွန်တော်လည်းမသိတော့ဘူးပေါ့နော်အဲ့တော့let's go to the round 2โอเคအခုတော့ tricep ဆော့လိုက်ရအောင် let's go ơi